အခုစိတ်ကံကိုရောက်ပြီပေါ့နော်ဟိုဘက်ကံကိုပူဖို့စောင့်နေရပေါ့နော်ကက်တလီနာအဲ့လည်းမနေ့ညကတည်းကထွက်လာတယ်ပေါ့နော်ဒီမနက်မှရောက်တယ်အခုမှပထမဆုံးသွားဖူးတာဆိုတော့စိတ်လှုပ်ရှားနေတယ်လိုက်ခဲ့ကြပါဦးကျွန်တော်ဦးတင်မို့ပေါ်စထိုင်နေပြီပေါ့လေဒီရရင်တနာရီလောက်ကျွန်တော်ကြော်တော့15မိနစ်တနား15မိနစ်စီးရမှာပေါ့ဟိုရောက်ဖို့အတွက်ခက်တဲ့နေ့တိုင်းတော့ရောက်ဖို့အတွက်ကျွန်တော်စီးရမယ်ကျွန်တော်စီးပြီးရင်ဟိုတနာရီကျွန်တော်ရောက်ပြီးအခုဆိုစပြီးတော့မြင်ရပြီပေါ့ဒီ island လေးကိုစပြီးမြင်နေရပါပြီကျွန်တော်တို့အခက်တဲ့နေ့ island ကိုစိတ်ကောင်းမကြခင်စိုက်တော့မယ်လူတွေကအရင်ပြောတယ်လိုက်ခဲ့ကြနော်ကိုထုတ်ကိုဆွဲပြီးတော့စိတ်ကဲမတက်လာပါပြီရလာလေဟိုတယ်ကဒီရင်10မိနစ်လမ်းလျှောက်အောင်taxi တော့ရှိတယ်ဒါပေမဲ့ကိုယ်လမ်းလျှောက်သွားဖို့ကြိုက်လို့လမ်းလျှောက်တော့ကြမယ် okay နေနေပါအခုဟိုတယ်ကိုသွားတဲ့လမ်းမှာပေါ့နော်လမ်းကြီးအရန်လာတယ်အခုက9နာရီခွဲဆိုတော့ဆိုင်တွေတော့မဖွင့်သေးဘူးဒီမှာပြန်လာမယ်ပေါ့နော် Look at this oh beautifulထိုင်မယ်အောင်ကြီးနေတယ် Okayခုဆိုရင်ကျွန်တော်တဲမယ်ဟိုတယ်လေးကိုမြင်နေရပါပြီကျွန်တော်တို့လမ်းလျှောက်လိုက်တာဒီ ferry စိတ်ကန်းရင်ဟိုတယ်ကို10မိနစ်15မိနစ်လောက်ပဲကြာတယ်ဗျရှုပ်ကနေကြည့်ပြီးလမ်းလျှောက်လိုက်တော့ဟိုဘယ်လိုမျိုးရောက်ဝင်မလဲတော့မသိလိုက်ဘူးပြီးညနေပဲကြာရင်ကျွန်တော်တို့ဆက်ပြီးတော့ view လျှောက်ကြည့်ရတာပေါ့အခုရောက်နေတယ်ဆိုတော့ဒီဟိုတယ်ရဲ့ဆိုတော့ဒီ Via Casino ပေါ့နော်အရန်လာတယ်ကြည့်ကြည့်ဟိုတယ်ကဒီဘက်မှာနီနီလေးပဲဟိုတယ်ရှိမှာ Via Casino ရှိတာပေါ့နော်အခုကျွန်တော်တို့ကဒီ downtown လေးကိုရှောက်ပြီးပတ်ကြည့်ဖို့လေရှုခင်းလေးကအရင်လာတယ်ဟိုမှာကော်နော် private ပုံလေးတွေပဲကောနော်ပြီးရင်တို့ကပြန်ငါးစားကြရရှိကြတယ်လေဒီຢာတွေဥတော့အရင်တာရတယ်ကျွန်တော် voice over လေးပြန်ပြောရဲဆိုတော့ဒီနောက်က background လေးတင်မောနာစကင်ဆိုတော့အရင်ဆူညင်တော့အတန်လေးအသိမတက်ခွဲဖြစ်နေလို့အဲ့ဒါကြောင့်ပြန်ပြီးတော့တပြန်တွင်းပြောနေရတာပါဒီအခုနေရာလေးကကျွန်တော်တို့ဒီ hotel ရဲ့အရှိတဲ့မြင်တဲ့စဆိုင်ပဲကျွန်တော်တို့လည်းဆက်ရှောက်သွားရင်အဲ့ဒီသူ့ရဲ့ downtown area နေရာလေးပေါ့စားတော့ဆိုင်လေးရဲ့ဒီ gift shop လေးရှိတဲ့နေရာလေးရဲ့နောက် bike rental တို့ golf car တို့ပါရှိတဲ့နေရာအစုံလေးပေါ့ဗျာတဲ့ပြီးရင်ဒီမြို့ကဘာလဲထူးခြားလဲဆိုတော့ကားလေးနဲတယ်ဗျာမြို့ပြကြီးကားလေးအဲ့လိုအများကြီးတော့ရှောက်မထားလာဘူးဘာဖြစ်လို့သူတို့ကဒီ smoke ဒီကားမှာရှိတဲ့ smoke တွေကိုပြိုပို့ပြီးတော့ဟိုကာဝယ်နိုင်မှုအတွက်သူတို့ကကားကိုနဲတဲ့နေအောင်ထားလာပြီးတယ်ပြီးရင်ကားရှိတဲ့လူတွေကား license တက်တိုးရင်အခွန်ကောက်တာအရင်များတယ်ဟာလေအဓိကသူတို့အားထားတာက golf car တွေကိုသူအားထားတယ်အဲ golf car တွေရှိတဲ့အတွက်ကြောင့်လည်းသူတို့တွားလာအဆင်ပြေတယ်အဲ golf car တွေ tourist ငှားပြီးတော့ပတ်စီကြတယ်များကြတာပေါ့ဗျာအဲ့လိုမျိုးဥဆိုရင်ကျွန်တော်ဒီမြင်ရတဲ့ ice cream shop တွေရောဒီ downtown area ဆိုဒီ10မိနစ်အများကြီးပဲအကုန်လုံးတကယ် island vibe တွေအရင် pretty ဖြစ်ပြီးတော့အရင်လာတယ်မျိုးပါအခုဆိုရင်ကျွန်တော်နှစ်ယောက်ရဲ့ဒီ birthday celebration dinner တွေလာပြီးတော့ waterfront restaurant မှာလာစားတာပါကျွန်တော်မှာတော့ raw oyster နဲ့ဒီ San Francisco Chipino ပြီးတော့ lobster tail မှာလာပါတယ်ဒီရဲ့ raw oyster ဆိုတာအရင်ကိုလက်စလုံးမသိအနက်ကိုမရှိမညီပဲတော့စားတော့အရင်ကောင်းတယ်စိတ်ပြီးတော့ရလာရင်ရှိတယ်ချီပီနိုဆိုတာလည်းပြောနေတယ်မရှိအရာလား perfect ပဲ lobster tail ရလည်းလုံးဝ overcook မဖြစ်ပဲမမာပဲတော့အီးတယ်စားတော့ရန်ကောင်းတယ်ပြီးဟိုကကြတော့ Scarlet mashed potato သူကလည်းအရင်စားကောင်းတယ်အမကြီးအကြိုက်ပဲ
ကျွန်တော်တို့တနာစားပြီးတော့ဒီဖိုးဘက်ဒီ via casino ဘက်ချန်ရှိတယ်ဒီအစောဘက်ကိုလမ်းလျှောက်သွားကြည့်ကြတာပေါ့ညဘက်လေးဟောတာရလိုက်တယ်ဗျာညဘက်ဆိုပေမဲ့တိတ်ဆိတ်ပြီးတော့ဘယ်လိုပြောမလဲသူရဲ့ dim light လေးနဲ့ခန်းချီမှာလမ်းလျှောက်တဲ့ feeling ကဘာလဲမှလဲလို့မရဘူးအရင်မိုက်တယ်ပြီးရင်သူရဲ့ဒီလမ်းကြောင်းလမ်းလျှောက်ရလဲစိတ်ဖြစ်တယ်အဲ့လိုမျိုးဟိုရှိုးရခက်တယ်လည်းမရှိဘူးဗျာလမ်းလျှောက်လာအရင်အဆင်ပြေတယ်အဲ့ဒီတန်ကျွန်တော်လမ်းလျှောက်ပြီးတော့ကျွန်တော်တို့ဒီဟိုဘက်ချန်တော့ကြည့်ကြတာပေါ့ဘာများရှိနေလဲနည်းနည်းဆက်ဆက်တော့ပေါ့ဒါအားလေးမြင်ကွင်းလေးပေါ့လေဟိုတောင်ကုန်းပေါ်တော်တော်ရတယ်ကျွန်တော်လည်းမကြိုင်ကျွန်တော်ခေါက်ဖကငားပြီးတော့တက်မယ်ပေါ့စိတ်ကူးတာပေါ့အဲ့တောင်ကုန်းပေါ်မှာဟာလေးဆိုရင်အိန္ဒိယစောက်ထားအမြင့်နေပဲလမ်းလျှောက်တက်လို့ရတယ်မလမ်းလျှောက်တက်ရင်တော့အကုန်လုံး hike กว่าပေါ့အခုဆိုရင်အမကြီးကနည်းနည်းလေးပဲများနေပါလေသူ့ရိုက်မသိတော့သူနည်းနည်းလေးပဲများပြပါလေကဲကျွန်တော်တို့ဟိုပြီးဟိုပဲကျွန်တော်ရှောက်ကြည့်ပြီးတော့နည်းနည်းဆက်ဆွပြီးတော့ပြီးဟိုတယ်ပြန်ပြီးနားတော့မယ်မကြိုင်ကျွန်တော်ဟိုဘက်ကိုကော့ဖကငားပြီးတော့တက်ကြည့်မှာပေါ့လေအဲ့ဒါကြောင့်ကျွန်တော်ဗျာဒီမနေ့တောင်ပေါ်တက်မယ်ဆိုပြီးတော့အားခဲတာပြီးတော့တောင်ပေါ်မှာကော့ဖကငားပြီးတော့တက်ပြီးတော့ရှူကင်နာနေတော့ကြမှာဒါပေမဲ့ရတယ်ဦးအချိန်ကြီးကြောင့်ကျွန်တော်နည်းနည်းစောင့်စားပြီးတော့ဒီတောင်ထဲမှာပတ်ပြီးရှောက်ကြည့်တာပေါ့တခုကန်ကောင်းဝနာကတောင်ထဲမှာဒီနေ့ weekend နေ့လို့လည်းမသိဘူး pop up middle story အများကြီးပေါ်လာတယ်ဒီ pop up story ကဘာလဲလဲဆိုတော့သူတို့ရဲ့ local တမားတွေရဲ့လက်မှုပညာလောက်ထားတဲ့ပစ္စည်းတွေရောင်းတာပေါ့လေဈေးကတော့တမန်နဲ့နည်းနည်းပိုဈေးကြီးတယ်ဒါပေမဲ့လူတွေကပိုပြီးအားပေးကြတယ်ဘာဖြစ်လို့ဆိုတော့လက်မှုပညာလောက်ထားတဲ့ကြောင့်ကြိုက်ကြတယ်ပေါ့အဲဒါကြောင့်ရာတူအချိန်နဲ့ကောင်းတော့ကျွန်တော်ပြတ်သက်မယ်ဗျာခဏအချိန်နဲ့စောင့်ကြည့်ရမယ်ဥလောစကတိဆိုင်ကင်းနဲ့ရှောက်ပတ်ကြည့်ပြီးတော့လေ့လာပေါ့ဆက်စုတာပေါ့မာယာဝချီတီချီတို့ကတော့လက်မှုပညာလေးမင်္ဂလိဆိုတော့လေကြိုက်တာပေါ့Sunshine in my eyes will fly. Dancing on the sand, waves crash at our feet. Heat on our skin, summer's beat. Surfboards in our hands, we ride the tide. Underneath the palm trees, we feel alive. Summer vibes, reaching for the sky. We're unstoppable, no need to ask why. Living in the moment, hearts full of fire. In this summer's rhythm, we never tire. Running through the fields, chasing the sun, singing our hearts out, having fun. Jumping in the pool, laughter all around. Flames of passion, our hearts are sound. Our hearts are sound. Summer vibes, reaching for the sky. We're unstoppable, no need to ask why. Living in the moment, hearts full of fire. In this summer's rhythm, we never tire. အခုဆိုရင်ရာတူကကျွန်တော်နေရာပဲပါတာတော့ကျွန်တော်နေရာ golf ကငှားပြီးတော့တာမတက်တာပါလေဒီ golf ကငှားခါတနင်္လာ60ဗျာတနင်္လာ60တော့သူတို့က recommendation ပေးတာကြတော့2နာရီလောက်ငှားမှစုံမယ်လို့ပြောတော့2နာရီကျွန်တော်ငှားလိုက်ပါတယ်ဘာဖြစ်လို့ဆိုတော့အမကြီးအရန်ကိုတွားချင်တောင်ပေါ်အဓိကရွေးချက်က photo ရိုက်အရန်လာမနေရလေးရှိလို့ပါအဲ့ဒါသူကငကိုတွေကထပ်ထပ်မှတွေ့တယ်ရသူကအရန်ကိုတွားချင်နေတယ်အဲ့ဒါကျွန်တော်တို့2နာရီငှားဖြစ်သွားတာလေအခုတွားပြီးတော့ကျွန်တော်တောင်ပေါ်ရောက်ရင်သူတွားချင်နေရလေးရောက်ရင်တမိုးရမှာပါဗျာအဲ့ဒါလေးကျွန်တော်ပြပြမယ်နော်ပြီးရင်ကာဖမောင်းတာတော့လွယ်တယ်ဗျတောင်ပေါ်တက်ပြီးမြဲတယ်အဲ့လိုအခက်ခဲတော့မရှိဘူးနည်းနည်းအလေကကိုတလန်တော့ one way တွေ့တဲ့ကြောင့်တလန်တော့အဆင်ပြေတယ်ဗျဒါဓာတ်ပုံလေးဗျသူအရင်ရိုက်ချက်ပုံလေးအဓိကနာမည်ကြီးနေရတော့ဒီ Scenic View ရဲ့ Chimes Tower ရဲ့ဒီ Scenic Overlook View ရဲ့အရင်အောင်နာမည်ကြီးတော့ဗောလေဒီနေ့ကျွန်တော်တို့နောက်ဆုံးနေ့ပေါ့ဗျာမပြန်ခင်လေးရှောက်ချီတယ်အောင်မယ်ဆိုပြီးတော့ကျွန်တော် hotel check out လုပ်ပြီး hotel မှာကျွန်တော် luggage ကိုခဏထားခဲ့မယ်လို့ပြီးမလာရင်ပြောခဲ့တယ်ဒါပေမဲ့သူတို့ကပြန်ပြောတယ်ဗျအဆင်ပြေတယ်ဝါလာတခုကမပူနေတဲ့ငါတို့ဒီမင်းတို့ luggage ဆို ferry တခါလဲပို့ပေးမယ်တဲ့မင်းတို့တဲဝါစံမလို့တဲ့ကျွန်တော်3ကနံပါတ်လေးပေးလိုက်တယ်ဟိုရောက်ရင်းနဲ့အဲ့ဒါပြပြီးထုတ်လိုက်ရုံပဲတဲ့အရင်အဆင်ပြေသွားတယ်သူတို့ service အရင်ကောင်းတယ်ဗျနောက်တစ်ခါပြန်လာတဲ့အောင်သူတို့ဆွဲလာလဲပါတာပေါ့မစိုးတယ်သူတို့ hotel ကservice ကောင်းတယ်တွားလာလဲအဆင်ပြေတဲ့နေရာလေးဗျ recommend တော့ပေးတယ်ဒီအခုကျွန်တော်မပြန်ခင်လေးမှာတောင်းတော့လဲကျွန်တော်တစ်ခေါက်ပြန်ပတ်ကြည့်တယ်ပတ်ကြည့်ပြီးကျွန်တော်ပြီးစပိန်ငားမယ်ဗျာစပိန်ငားပြီးတော့ဒီခဏပတ်ပြီးကြည့်မယ်ပါဒါစပိန်ငားရိုက်ထားပုံလေးဗျာ
ဒီ trip တွေကကျွန်တော်နှစ်ယောက်ရဲ့ birthday trip တွေပေါ့ဗျာနှစ်ယောက်ပေါင်းပြီးတော့မေလမ်းမှာနှစ်ယောက်ရဲ့ birthday trip memory ဖြစ်သွားအောင်ကျွန်တော်ရိုက်ထားတဲ့တွားခဲ့နေရလေး